အားလုံးပဲမင်္ဂလာပါဒါတင်ပြပေးမှာကတော့ 3D taxi ပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေများအတူတူကြည့်ပြီးစလိုက်ရအောင် 3D ထွက်ထားတဲ့ဒီ6 taxi နဲ့ကျွန်တော်တို့ဒီ6နောက်ပိတ်ကိုကျွန်တော်ပေါင်းလိုက်တော့ဒီ6 taxi နဲ့ဒီ6နောက်ပိတ်ကိုကျွန်တော်တို့ပေါင်းလိုက်တော့နေလို့ရပါတယ်ပြီးတော့နေရဲ့ဘဝခုန်ထငယ်တာ6ပြီးတော့ခုန်ထကြီးတာ10နေ6ခုန်10တက်စီရပါတယ်ပြီးတော့ထွက်သွားတာ10ပြီးတော့10တက်စီမှန်ပါတယ်ကျွန်တော်တို့ဆက်သွားလိုက်ရအောင်အဲ့တော့ထွက်ထားတဲ့ဒီ19ဆက်တက်စီနဲ့ဆက်နောက်ပိတ်ကိုကျွန်တော်တို့ဒီဆက်တက်စီနဲ့ဒီဆက်နောက်ပိတ်ကိုကျွန်တော်တို့ပေါင်းလိုက်တော့6လို့ရပါတယ်ပြီးတော့6ရဲ့ပေါ်ပါတေးထငယ်တာသူငါတေးထကြီးတာနေ6သူငါတေးနေထက်စီရပါတယ်ပြီးတော့ထွက်သွားတာတေး4 5ဆိုတော့ကျွန်တော်တို့တေးထက်စီမှန်ပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဆက်သွားလိုက်အောင်ထွက်ထားတဲ့ပြီးတော့ထွက်ထားတဲ့ဒီတေး4 5ကိုတေးထက်စီနဲ့ကျွန်တော်တို့ဒီ9နောက်ပိတ်ကိုပေါင်းလိုက်တော့6လို့ပဲရပါတယ်ပြီးတော့6ရဲ့ပေါ်ပါတေးထက်ငယ်တာသူငါပြီးတော့တေးထက်ကြီးတာနေ6သူငါတေးနေတက်စီရပါတယ်ပြီးတော့ကျွန်တော်တို့ထွက်သွားတာကတော့နေ9နှစ်6သူငါတေးနေတက်စီကိုနေတက်စီမှန်ပါတယ်ဟုတ်ပြီနော်ကဲကျွန်တော်တို့နောက်ကဆက်ကြည့်လိုက်အောင်ထွက်ထားတဲ့ဒီနေ9နှစ်ကိုဒီနေတက်စီနဲ့ကျွန်တော်တို့ဒီနေနောက်ပိတ်ကိုပေါင်းလိုက်တော့4လို့ရပါတယ်ဟုတ်ပြီနော်ဒီနေတက်စီနဲ့ဒီနေနောက်ပိတ်ကိုပေါင်းလိုက်တော့4လို့ရပါတယ်ပြီးတော့4ရဲ့ပေါ်ပါဒီ9ကိုတပွင့်ရှော့ဆက်လို့ရပါတယ်ပြီးတော့ဒီ9ကိုတပွင့်တော့သူငါလို့ရပါတယ်ပြီးတော့ဒီ49သူငါတက်စီကိုထွက်သွားတာကတော့795ဆက်တက်စီမှန်ပါတယ်ဟုတ်ပြီနော်ပြီးတော့ထွက်ထားတဲ့ဒီ795ကိုဆက်တက်စီနဲ့ဒီ9နောက်ပိတ်ဒီဆက်တက်စီနဲ့ဒီ9နောက်ပိတ်ကိုကျွန်တော်တို့ပေါင်းလိုက်တော့3လို့ရပါတယ်3ရဲ့ဘဝဆက်ပြီးတော့ဆက်ထက်ငယ်တာခုန်ဆက်ထက်ကြီးတာကို3ခု19တက်စီရပါတယ်အဲ့တော့ထွက်သွားတာခုန်သူငါ6ဆိုတော့ကျွန်တော်တို့ဒီ3ခု19တက်စီကိုခုန်တက်စီမှန်ပါတယ်ဟုတ်ပြီနော်ကျွန်တော်တို့ဆက်သွားလိုက်အောင်ထွက်ထားတဲ့ဒီခုန်သူငါ6ကိုဒီခုန်တက်စီနဲ့ဒီ6နောက်ပိတ်ကျွန်တော်တို့ပေါင်းလိုက်တော့3လို့ပဲရပါတယ်ပြီးတော့3ရဲ့ပေါ်ပါဆက်ပြီးတော့ဒီဆက်ထငယ်တာခုန်ပြီးတော့ဆက်တကြီးတာ3ခု19တက်စီရပါတယ်အဲ့တော့ထွက်သွားတာကတော့ကျွန်တော်တို့9ခုနဲ့ဖြစ်ပါတယ်အဲ့တော့ဒီ3ခု19တက်စီကိုကျွန်တော်တို့9တက်စီမှန်ပါတယ်ဟုတ်ပြီနော်ကျွန်တော်တို့ဆက်သွားလိုက်အောင်ပြီးတော့ထွက်ထားတဲ့ဒီ9ခုနဲ့ကိုဒီ9တက်စီနဲ့ကျွန်တော်တို့ဒီနေ့နောက်ပိတ်နဲ့ပေါင်းလိုက်တော့တေးလို့ရပါတယ်ဟုတ်ပြီနော်
ဒီကို택စီနဲ့ဒီနေနောက်ပိတ်ကိုပေါင်းလိုက်တော့တိတ်လို့ရပါတယ်တိတ်ရဲ့ပေါ်ဝါ6ထက်ငယ်တာ9ပြီးတော့6ထက်ကြီးတာခုန်ပြီးတော့ဒီတိတ်9 6ခုန်택စီကိုဖွဲ့သွားတာကတော့6နေ9ပဲဖြစ်ပါတယ်ပြီးတော့ဒီတိတ်9 6ခုန်택စီကို6택စီသူစင်းပေးထားပါတယ်ဟုတ်ပြီနော်ပြီးတော့ကျွန်တော်တို့ဆက်ကြည့်လိုက်အောင်ပြီးတော့ထွက်ထားတဲ့ကျွန်တော်တို့ဒီ6နေ9ကိုဒီ6택စီနဲ့ကျွန်တော်တို့ဒီ6택စီနဲ့ဒီ9နောက်ပိတ်ကျွန်တော်တို့ပေါင်းလိုက်တော့9လို့ရပါတယ်9ရဲ့ပေါ်ပါသူညထက်ငယ်တာ9သူညထက်ကြီးတာတစ်ဒီ9 9သူညတစ်택စီကိုဖယ်သွားတာကတော့ကျွန်တော်တို့9 6 3ဟုတ်ပြီနော်ပြီးတော့ဒီ9 9သူညတစ်택စီကိုဖယ်သွားတာ9 6 3ဆိုတော့ကျွန်တော်တို့9택စီမှန်ပါတယ်ဟုတ်ပြီနော်ကျွန်တော်တို့ဆက်သွားလိုက်အောင်ထည့်ထားတဲ့ဒီ9 6 3ဒီ9택စီနဲ့ဒီ3နောက်ပိတ်ဟုတ်ပြီနော်ဒီ9택စီနဲ့ဒီ3နောက်ပိတ်ကျွန်တော်တို့ပေါင်းလိုက်တော့ဆေးလို့ရပါတယ်ပြီးတော့ဆေးရဲ့ပေါ်ဝါ3ပြီးတော့3ရဲ့3ထက်ငယ်တာနေ3ထက်ကြီးတာ4ဟုတ်ပြီနော်ဒီတစ်ပတ်택စီအတွက်set net 3-4ပဲဖြစ်ပါတယ်set မှန်မယ်ဆိုရင်ဒီတစ်ပတ်အတွက်set net 3-4택စီပဲဖြစ်ပါတယ်ကဲကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်တဲ့မိတ်ဆွေများ like နဲ့ subscribe နှိပ်သွားပေးဖို့မမေ့ပါနဲ့နော်အားလုံးပဲကံကောင်းကြပါစေ